မင်းပြောတဲ့ပုံစံရိုင်းနေတယ်မင်းမပြောနဲ့တော့ငါပြောလိုက်ဘာဖြစ်ကျင်လို့လဲရညီလေးတို့ဘာဖြစ်လို့လဲဟေ့မင်းဘလို့ပြောလိုက်တာလေဘာဖြစ်လို့လဲလို့ဟောမင်းပြောလို့ဆိုးနေပဲကွာဟေ့မဟုတ်ဘူးလေငါပြောတာ तू ကငါတို့နှစ်ယောက်ခေါ်လို့ဘာဖြစ်လို့လဲငါအဲ့ဒါကိုမေးတာမင်းပြောတဲ့ပုံစံရိုင်းနေတယ်မင်းမပြောနဲ့တော့ငါပြောလိုက်ဘာဖြစ်ကျင်လို့လဲရဟဲ့မင်းပြောတာငါတက်ပုံပြီးဆိုးနေတယ်အေးဆောငါရောက်အောင်ဘာကိစ္စရှိလို့လဲဒီလိုကွာအခုအဝက်လျှော်စဲလေးတိုက်ဖို့တင်ရှင်လို့ကွာအခုကခါနာနေရနဲ့ညီလေးတို့အကူကြီးတောင်းတာဟဲ့ငါတို့အလုပ်ရှိတယ်မလားမရှိပါဘူးဟာလက်ပိတ်နိုင်သွားဘူးလေအလုံးမရှိပါဘူးနင်ကမရှိဘူးတဲ့အခုဝိတ်လျှော်တာဗမာရအေးလားအခုလိုက်ပြပေးညီလို့လားလိုက်ခဲ့ညီလေးတို့နေပါအောင်ကွာဘလို့မှမထင်ပါနဲ့ညီလေးတို့ရအခုညီလေးတို့လက်ဖက်ရည်ပိုးလေးပေးခြင်းလို့ကွာဟဲ့ခင်ဗျားကဘာလုပ်တာလဲဗျကျုပ်တို့ကခင်ဗျားကိုကူညီပေးရဲဆိုတာစေတနာတက်နဲ့ကူညီပေးရနော်ခင်ဗျားခါနာနေရဆိုလူသားချင်းဆန္ဒအနေနဲ့ကူညီပေးတာဗျဒီဘက်ဆောင်လိုချင်လို့ကူညီပေးတာမဟုတ်ကျုပ်ဒေါသမဖြစ်ခင်ခင်ဗျားပေးတဲ့ဘက်ဆောင်ခင်ဗျားယူပြီးတော့ခါပြန်လိုက်တော့အင်းမညီလေးကျေးဇူးပါကွာဟေ့ရောဘယ်ပါလီရှောက်ပိုးလိုက်တာလဲကွာရောအဲ့ဒီပတ်စံရောငါလက်ဖက်ရည်တောက်လို့ရတယ်လေမင်းကလေကွာဟဲ့အောင်ဒီမှာကြည့်လိုက်အောင်မင်းကဘယ်ရမှာလဲအဲဘဲကနေခိုးလာတာလေချိန်ရှိတော့လားထူဝဲရောင်းထားရမလားအယောဒီမှာ